ချစ်ကိုတီးချိန်နဲ့တီးလိုက်ရတဲ့အချိန်မှာတော့ပြိုကြီးစင်းဝင်သွားပါပြီလုံးသားလေးတွေစီဝင်နေခဲ့ပြီရုပ်တပုတ်ခက်တဲ့တွေ့ကြမှုလေးတွေဆွေးနွေးရတဲ့မင်းချင်ရတဲ့ရှင်ဆိုတဲ့အကြောင်းကိုမင်းနဲ့တွေ့တော့မှချစ်ဟာဒါဆိုရနာလေလိုင်းလုံးများစွာကိုကြောဖြတ်လို့ရလိုက်ဖို့ဒိုးတီလိုက်ပါပြီအချစ်တွေကို